TikTok မှာ Japan region အကောင့်ဖြစ်ရုံနဲ့ငွေဝင်နေဆိုတာဖြစ်နိုင်ပါမလားမဟုတ်ပါဘူးเนาะဆိုတော့ TikTok ကငွေဝင်တဲ့နီးလန်းတွေအများကြီးရှိပါတယ်အဲ့ထဲမှာကျွန်တော်တို့လူသိများတဲ့အချက်နှစ်ချက်ကိုကျွန်တော်ဒီနေ့မှာအပြည့်စုံရှင်းပြပေးပါမယ်เนาะပထမတစ်ခုက point တွေစုပြီးတော့ငွေရှာတာ point တွေစုပြီးငွေရှာတယ်ဆိုတာက TikTok ကတက်လာတဲ့ဗီဒီယိုတွေကြော်ညာတွေကိုကြည့်ပြီးတော့ရလာတဲ့ point တွေအဲ့ဒီ point တွေကိုမှငွေပြန်လဲတာပေါ့เนาะငွေပြန်ထုတ်တာဆိုတော့အဲ့ဒါကတော့တိတ်မသေးကြဘူးပေါ့နော်အခုနောက်ပိုင်းမှာက FAQ မိတာတွေပြီးတော့နောက်တစ်ခုကအကောင့်တွေပြန်ကျတာတွေရှိတယ်ဆိုတော့အဲ့ဒါကတော့တိတ်ပြီး recommend မပေးဘူးပေါ့နော်ဆိုတော့ရေရှည်ငွေဝင်ဖို့အတွက်ကကြတော့ creator အနေနဲ့ monetization ရှောက်ပြီးတော့မှအောင်တဲ့အကောင့်တွေကိုဗီဒီယိုတွေကိုငွေပေးတာပေါ့နော်ဆိုတော့ TikTok ကနေငွေပေးတာပေါ့ဆိုတော့အဲ့ဒီဟာရဖို့အတွက် monetization ဘယ်လိုရှောက်ရလဲဆိုတော့သူ့ရဲ့လိုအပ်ချက်တွေရှိပါတယ်ဆိုတော့ပထမဆုံးအနေနဲ့မိတ်ဆွေရဲ့အကောင့်က Japan region အကောင့်ဖြစ်နေဖို့လိုပါတယ်ပြီးတော့အသက်18နှစ်ပြည့်ဖို့လိုပါတယ်ပြီးသွားလို့ရှိရင် follower 10k ပြည့်ရပါမယ် follower 10k ပြည့်ပြီးရင်ကျွန်တော်တို့တစ်လအတွင်းမှာတင်ခဲ့တဲ့ဗီဒီယိုတွေရဲ့ view အားလုံးက 100k ရှိရပါမယ်ဆိုတော့ပြီးရင် passport ရှိရပါမယ်ဒါတွေအားလုံးအချက်လက်ပြည့်စုံပြီဆိုလို့ရှိရင် monetization ရှောက်လို့ရပါပြီ monetization အောင်သွားရုံနဲ့ငွေဝင်တာလားဆိုတော့မဟုတ်သေးပါဘူးเนาะဆိုတော့ monetization အောင်ပြီဆိုလို့ရှိရင် TikTok ကငွေစပြီးပေးပါတယ်ဒါပေမဲ့ဗီဒီယိုတွေတင်တဲ့အခါမှာအဲ့ဒီဗီဒီယိုတွေရဲ့ view ကိုကြည့်ပြီးတော့ပေးတာပါအဲ့မှာ RPN အနေနဲ့တွက်ပြီးပေးတာပါเนาะဆိုတော့ကျွန်တော်တင်ထားတဲ့အတွေ့အကြုံများဆိုလို့ရှိရင်ကျွန်တော်စီမှာဝင်တာကတော့ကျွန်တော်က 2k အထက် 3k အထက်အဲ့လိုမျိုး view တွေရှိတဲ့ဗီဒီယိုတွေမှာမှငွေစဝင်ပါတယ်တယောက်နဲ့တယောက်ပေးတဲ့ scale ချင်းမတူလို့အနည်းငယ်ကွာဟမှုတော့ရှိနိုင်ပါတယ်ဒါဆိုလို့ရှိရင်တော့မိတ်ဆွေတို့နားလည်လောက်မယ်ထင်ပါတယ်ဆိုတော့အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်